ဒါကိုဘူတီပင်ဘူတီညွန့်လို့ခေါ်ပါတယ်နော်ဘူတီသူအညွန့်ကနေဒီလိုအပွင့်လေးတွေပွင့်လာတယ်ဗောနော်အဲ့ဒီအပွင့်ကနေတဖြည်းဖြည်းနဲ့ဒီအဲ့လိုပွင့်ပြီးတော့ဖြည်းဖြည်းနဲ့ဒီလောက်လေးတွေဒီလိုလေးဖြစ်လာတယ်ဒီလိုပြီးဒီလို site လေးတွေဗောနော်သူအနေတူဗောနော်ပြီးဒီအဲ့လိုလေးတွေဖြစ်လာတယ်ဒီအဲ့ဒါဘူတီနည်းနည်းကြီးလာပြီအဲ့လိုကြီးပြီးတော့သစင်းအဲ့လိုကြီးပြင်းလာတာဗောနော်အဲ့ဒါဘူတီတွေပေါ့ဒီလိုတော်ကြီးပြီးသားတွေကျတော့ဒီမှာရေဘူးထက်တော့မှနော်အစအများကြီးကြီးပြီဟိုမှာအများကြီးတီးလာပါပြီဒါဘူတီဟောအများကြီးတီးနေတယ်နော်ဘူတီတွေကြည့်တမဆာလိုကောင်းတဲ့ချက်သားနဲ့ဝက်သားနဲ့မေသားနဲ့ချက်စားနော်အချင်းဟင်းရဲ့ချက်စားဟောတပြုတ်ကြီးဒီမှာဘူတီ